ကဲမင်္ဂလာပါနော်မျိုးတွေအားလုံးပဲမင်္ဂလာညနေခင်းပါကျွန်တော်ချစ်မိတ်ဆွေတွေနော်မိတ်ဆွေတွေအားလုံးကိုကျွန်တော်တို့အဲ့တော့18ရက်18ရက်ဒါ2ရက်စာအင်္ဂါမကျော်ပတ်တီးလေးကျွန်တော်ပြောပြခဲ့ပါမယ်နော်တရီဒီမှာမိတ်ဆွေတွေတက်ကတော့ဗျာကျွန်တော်တို့နော်ရင်ခံတာပေါ့615တရီဒီထွက်နော်625နဲ့625တို့915တို့ဆိုရင်တော့အဆင်ပြေမှာဗျာနော်တရီဒီမှာမိတ်ဆွေတွေကတော့တပွင့်လွဲနေပဲရှင်ကွဲသွားတယ်အဲ့တော့ကျွန်တော်တို့တူးလေးမှာမိတ်ဆွေတွေအတွက်ကိုရောကျွန်တော်တို့ဒါအင်္ဂါမကျော်ပတ်တီးဒီဘွဲမှာထပ်ပြီးတော့မိတ်ဆွေတွေအားလုံးတင်ပေးခဲ့မယ်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်အင်္ဂါမကျော်ပတ်တီးကဒါအင်္ဂါမကျော်ဘူးပြန်ပြီးထွက်ပြီးနေရဆိုတော့နော်ဒီအင်္ဂါမကျော်ပတ်တီးမူကတော့ကျွန်တော်ဒီဘွဲမှာပြန်ပြီးတော့ကင်မယ်ပြီးလို့ရှိရင်အင်္ဂါမကျော်ပတ်တီးမူကပုံမှန်ကျွန်တော်ပေးနေကြအတိုင်းမွေးကနန်း site ကိုပဲနော်အရင်ဘက်ကကျွန်တော်3ခွက်တောင်မှအဲ့ဒီမွေးကနန်း site ကထွက်ပြီးသွားတယ်တပွဲအင်္ဂါမကျော်ပတ်တီးရောမွေးကနန်း site ကိုပြတ်သွားပြီးတော့ပြီးခဲ့တဲ့ဘွဲက3ချိန်တောင်မှပြန်ပြီးတော့ထွက်သွားတယ်အဲ့ဒီ site နော်အင်္ဂါမကျော်ပတ်တီးရဲ့ကျွန်တော်တို့ပုံမှန်ပေးနေကြအင်္ဂါမကျော်ပတ်တီးနဲ့ break site ကပြန်ပြီးတော့ထွက်သွားပြီဆိုတော့ဒီတစ်ပွဲလည်းပဲဆက်ပြီးတော့ပေးပါเนาะဒီတစ်ပွဲလည်းဆက်ပြီးတော့ပြီးမှာပါဘာလို့ဆိုရင်ဒီ site ကပြတ်သွားပြီးရင်တော့ကျွန်တော်တို့ပြန်ပြီးတော့မှန်တတ်တဲ့အကျင့်တော့ရှိတယ်เนาะသူကတစ်ခါမှန်လို့ရှင်လေ15ပွဲ20အဲ့လိုမျိုးဇက်တိုက်တွေပေးတာဆိုတော့ဒီတစ်ပွဲလည်းထပ်ပြီးတော့ပေးဦးမှာပါเนาะအဲ့တော့မိတ်ဆွေများလုံးပဲကန်တရားတော့ကျွန်တော်တို့နှစ်ပွဲကတော့ကန်ကိုဘက်မှာမလိုက်ဘူးပြောရမယ်เนาะဒီတစ်ပွဲကတော့ကိုယ့်ရဲ့အလှည့်ပြန်ရောက်ပါပြီကျွန်တော်ချင်းမိတ်ဆွေတွေအားလုံးကိုတရင်ကောင်းပါကျင်တာကကျွန်တော်တို့ဒီတစ်ပွဲကတော့ဒါကျွန်တော်တို့ရဲ့ပွဲပြန်ဖြစ်ပါပြီဗျเนาะကျွန်တော်မိတ်ဆွေတွေအားလုံးပဲပြီးခဲ့တဲ့ရှေ့ပွဲတွေမှာအဆင်မပြေဖြစ်ခဲ့တာတွေအတွက်ကျွန်တော်ဘက်ကနေပြီးတော့မိတ်ဆွေတွေအားလုံးကိုဒီတစ်ပွဲမှာအတိုးနဲ့အရင်နဲ့ပြန်ပြီးတော့ရှာပေးပါမယ်เนาะအရင်ရောအတိုးနှစ်ခုစလုံးပြန်ပြီးတော့ရှာပေးပါမယ်မိတ်ဆွေတွေအားလုံးပဲနေ့တိုက်တွေကတော့ကျွန်တော်တို့ပွဲတိုင်းမှာမှန်တယ်เนาะပြီးခဲ့တဲ့ဘက်ကဇာဒူစီယာတွေမှာအဆင်မပြေဖြစ်ခဲ့တဲ့အတွက်ဒီတစ်ပွဲမှာအားလုံးဇာဒူစီယာမိတ်ဆွေတွေအတွက်ကိုကျွန်တော်တို့အင်္ဂါမကျော်ပတ်တီးလိုက်နေတဲ့မိတ်ဆွေတွေအတွက်ကိုเนาะအဲ့တော့အင်္ဂါမကျော်ပတ်တီးအနေနဲ့ကျွန်တော်မိတ်ဆွေများအားလုံးပဲ4ပတ်တီး2ပတ်တီးပြเนาะအင်္ဂါမကျော်ပတ်တီးကကျွန်တော်တို့4ပတ်တီး2ပတ်တီးပါဒီတစ်ပွဲမှာเนาะအင်္ဂါမကျော်ပတ်တီးဒီ4ပတ်တီး4ပတ်တီးအင်္ဂါမကျော်ပတ်တီးဖြစ်ပါတယ်เนาะအင်္ဂါမကျော်ပတ်တီးကကျွန်တော်တို့4ပတ်တီး2ပတ်တီးဟုတ်ပြီအဲ့ဒီ4ပတ်တီးကိုမှကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့တိချာလိုက်နိုင်တယ်ဆိုရင်တလုံးကတော့ကျင်းနေပါအင်္ဂါမကျော်ထွက်မှာเนาะအဲ့တော့မိတ်ဆွေတွေအားလုံးပဲ4ပတ်တီး2ပတ်တီးကတော့ကျွန်တော်တို့ဒါပုံမှန်ပေးနေကြအင်္ဂါမကျော်ပတ်တီးမှုပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်ဒီတစ်ပွဲစာအတွက်အခွေစော့ကျင်တဲ့မိတ်ဆွေတွေအခွေလေးတင်ပေးခဲ့မယ်เนาะအခွေမစော့ဘူးဆိုရင်ကျွန်တော်မွေးနန်းလေးလာလို့ရတယ်4နှစ်ကတော့အင်္ဂါမကျော်ပတ်တီးဖြစ်တယ်ပြီးလို့ရှိရင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့အခွေစော့ကျင်တဲ့မိတ်ဆွေရှိရင်လည်းအခွေလေးကိုကျွန်တော် line ပေါ်မှာတင်ပေးခဲ့မယ်အခွေဒီကျွန်တော်တို့တပတ်စာမွေးပေါ့နော်တပတ်စာမွေးအခွေကတော့ကျွန်တော်တို့1356ဆိုတဲ့အခွေလေးကောင်းတယ်ဗျဒီတွဲမှာနော်18ရက်နေ့ကနေစပြီးတော့မှ19 18 19 20 21ထိ1356ဆိုတဲ့အခွေလမ်းကြောင်းမှုရှိတယ်အင်္ဂါမကျော်ပတ်တီးကတော့4ပတ်တီး2ပတ်တီးဒါတနင်္လာအင်္ဂါ2ရက်တွင်းပတ်တီးကတော့4နှစ်ပတ်တီးအခွေကတော့ကျွန်တော်လိုက်နိုင်ရင်တပတ်စာအနေနဲ့ဒါ live ဆော့လို့တော့ရတယ်ဘာလို့ဆိုရင်ကျွန်တော်နေတိုက်တွေကိုတိတ်ပြီးတော့မဆော့တော့ဘူးเนาะကျွန်တော်ဒီကဆော့မှာအင်္ဂါမကျော်ပတ်တီးကိုမိတ်ဆွေတွေအားလုံးကိုကျွန်တော်အမြဲတမ်းမှတ်ထားတဲ့အင်္ဂါမကျော်ပတ်တီးနဲ့ကျွန်တော်တို့ပြီးလို့ရှိရင်ဒီတစ်ပွဲမှာမွေးကနန်းလေးပြန်ထုတ်ပြီးမယ်เนาะအင်္ဂါမကျော်ပတ်တီးရဲ့ကျွန်တော်တို့ဗရိတ်မူရဲ့ဆိုပြီးတော့ကျွန်တော်တို့ပေါင်းပြီးတော့မွေးကနန်းထုတ်မယ်ပြီးခဲ့တဲ့ပွဲကတော့ကျွန်တော်တို့မွေးဒီတနင်္လာနေ့ညနေက61ဆိုပြီးတော့เนาะအဲ့ဒီမူဆိုင်ကကျွန်တော်အင်္ဂါမကျော်ပြီးခဲ့တဲ့ဘက်က18ပတ်တီး61ဆိုပြီးတော့24ခွန်ဗရိတ်နဲ့18ပတ်တီးဆိုတော့ကျွန်တော်တို့61ဆိုပြီးထွက်တယ်13ဆိုပြီးထွက်တယ်68ဆိုပြီးတခါ3ချိန်လောက်ထွက်သွားခဲ့တာဆိုတော့ဒီတစ်ပွဲမှာလည်းပဲအနေအဆုံးတေချာပေါက်တစ်ချိန်တော့ထွက်ဖို့ရှိပါတယ်เนาะအဲ့တော့အင်္ဂါမကျော်ပတ်တီးလေးနဲ့ပဲကျွန်တော်မိတ်ဆွေများအားလုံးကိုကျွန်တော်မွေးကနန်းလေးကတ်ထုတ်ပြီးမယ်မွေးကနန်းတော့ကျွန်တော်တပတ်စာလုံးတော့လိုက်ပါမိတ်ဆွေများအားလုံးပဲကျွန်တော်ကိုယုံကြည်လို့ဒီတစ်ပွဲမှာမကြေပွဲနှွှဲမယ်ဆိုတဲ့မိတ်ဆွေတွေအတူအရင်ရောပါပြန်ပြီးတော့ရှာပြီးမှဖြစ်တဲ့အတွက်ယုံကြည်တဲ့မိတ်ဆွေများကျွန်တော်ရဲ့ဒါတပတ်စာမွေးကနန်းကိုတခါလေးလာထားလို့ရပါတယ်ဗျเนาะဒီဗီဒီယိုဖိုင်လေးရဲ့အပေါ်မှာကျွန်တော်စာတန်းအပြောင်လင်းလေးတင်ထားမယ်Messenger ပေါ့เนาะ Telegram Messenger လင်းလေးတင်ထားမယ်အဲ့ဒီ Messenger မှာသွားပြီးတော့ယူပေးကြပါ Facebookပေးရ Messenger မှာတွားပြီးတော့မှမိတ်ဆွေများကတပတ်စာမွေးကနန်းဆိုပြီးတော့လာယူပေးပါ18ရက်နေ့ကနေစပြီး21ရက်နေ့ထိ19 18 19 20 21ထိကျွန်တော်တို့တပတ်စာမွေးကနန်းလေးကျွန်တော်ထုတ်ပေးပါမယ်တပတ်စာမွေးကနန်းကကျွန်တော်တို့အပူးတစ်ခွက်ပါပါမယ်ဗျเนาะ6ခွက်တော့ရှိမယ်အပူးတစ်ခွက်ပါလို့ကျွန်တော်6ခွက်တော့ထုတ်ပေးလိုက်မယ်အပူးတစ်ခွက်ပါပါမယ်ဒီဗီဒီယိုဖိုင်ရဲ့အပေါ်ကစာတန်းပြောင်လေးကိုနှိပ်ပြီးတော့မှ Messenger မှာလာပြီးတော့ယူပေးပါမွေးကနန်းကြီးကျွန်တော်တို့အပူးတစ်ခွက်ပါပါမယ်เนาะမိတ်ဆွေများအပူးတစ်ခွက်ပါမယ်တေးချာမွေးထိုးမယ်ဆိုတဲ့မိတ်ဆွေတွေတနင်္လာနေ့ကနေတောက်ကြနေချီမွေးထိုးရမယ်တိုးပြီမယ်အခုပွဲမွေးကနန်းကကျွန်တော်စောထွက်ဖို့အားကောင်းပါတယ်เนาะအဲ့တော့ဒီဗီဒီယိုဖိုင်ပေါ်မှာစာတန်းအပြောင်လေးနေတင်ထားတယ်အဲ့ဒီစာတန်းအပြောင်လေးကိုနှိပ်ပြီးတော့ Messenger မှာမွေးကနန်းပေးပါဆိုပြီးစာပို့ပြီးလောက်ပေးပါအဆင်ပြေရင်ကန်ဆက်အနေနဲ့300ဘိုးစီထည့်ထိုးပေး300ဘိုးမတက်နိုင်ရင်200ဘိုးစီလောက်ဖြစ်ဖြစ်အဆင်ပြေလိုလေးထည့်ပြီးတော့ထိုးပေးပါကျွန်တော်မိတ်ဆွေများအားလုံးပဲတိချာမွေးထိုးမယ်ဆိုတဲ့မိတ်ဆွေများလာယူပေးပါဒီတစ်ပွဲ share ထက်အောင်မယ်မွေးကနန်းเนาะ share ထက်အောင်မယ်မွေးကနန်းတိချာထုတ်ပေးမယ်အမှန်ကန်စော့မဲ့မိတ်ဆွေတွေအတွက်ကတော့အမှန်ကန်ရမယ်ဗျเนาะအဲ့တော့
အရင်ပွဲတွေအကန်ဇာတာလိုက်လားမလိုက်လားဆိုတာမိတ်ဆွေများအားလုံးတွေးကြပါတယ်เนาะကျွန်တော်ပြီးလိုက်တဲ့မွေးနန်း606563 9993ဆိုပြီးမွေးနန်းပြီးလိုက်တယ်နောက်နေ့ကျတော့စိတ်တက်ကြပြတိုက်တိမွေးနန်းဖြုတ်လိုက်မယ်ဆိုပြီးဖြုတ်ခိုင်းလိုက်တာ65ဆိုပြီးကွက်ဆိုနောက်တစ်ခါပြုတ်ကြပါနော်ပြီးလို့ရှိရင်တစ်ခါ63ဆိုပြီးတစ်ခါထပ်ကျသွားသေးတယ်ကိုဖြုတ်လိုက်တဲ့မွေးကနန်းတောက်လျှောက်တွေထွက်နော်အဲ့ဒီလိုတွေဖြစ်တာအဲ့တော့ဒီတစ်ပွဲတော့တေးချာလေးလိုက်ပါမယ်မိတ်ဆွေတွေအားလုံးပဲနော်ရုံကြီးဆော့မဲ့မိတ်ဆွေတွေကဒီဗီဒီယိုဖိုင်ရဲ့အပေါ်ကစာရန်အပြောင်လေးကိုပဲနှိပ်ပြီးတော့ Messenger မှာလောက်ပေးကြပါနော်အဲ့တော့အားလုံးပဲ good luck ပါနော်အင်္ဂါမကျော်4ဘက်ဒီ2ဘက်ဒီဖြစ်ပါမယ်နော်အင်္ဂါမကျော်ဘက်ဒီ4 2ဘက်ဒီဖြစ်မယ်မိတ်ဆွေများအားလုံးပဲအဲ့ဒီ4ဘက်ဒီ2ဘက်ဒီ4ဘက်2ဘက်နဲ့ပဲကျွန်တော် share မွေးလေးကိုထုတ်ပေးခဲ့မယ်နော်တကယ်ထွက်ဖို့ရာခိုင်တော့အလွန်ကောင်းတယ်တော်တော်လေးလည်းကောင်းတယ်ဒါကြောင့်မလို့မိတ်ဆွေတွေအားလုံးပဲယုံကြည်လို့စော့မယ်ဆိုမှလာယူပါเนาะကျွန်တော်အပြစ်ပြောတဲ့သူတွေဘာဖြစ်တယ်ညာဖြစ်တယ်ပြောတဲ့သူတွေကျွန်တော်စိတ်မဝင်စားတော့ဘူးဘာမှလည်းပြန်ပြောဖို့အစီအစဉ်လည်းမရှိပါဘူးဘာလို့လဲဆိုရင်ကျွန်တော်တောက်လျှောက်မှန်ခဲ့တာကိုမိတ်ဆွေများအားလုံးအတိဆုံးเนาะလွဲတဲ့အခါလည်းရှိမှာပဲမှန်တဲ့အခါလည်းရှိမှာပဲဘယ်သူမှတော့ line ပေါ်မှာအမြဲမှန်တဲ့သူဆိုတာမရှိဘူး10ပွဲမှာ10ပွဲလုံးမှန်တယ်ဆိုတဲ့သူကမရှိဘူးเนาะမိတ်ဆွေတွေအားလုံးပဲအဲ့တော့လွဲတဲ့ချော်တဲ့အခါကျရင်အပြစ်ပြောမယ်မှန်တယ်ပေါက်တဲ့အခါမှန်တယ်ရတဲ့အခါကျရင်ငငယ်လေးတိတ်တိတ်လေးနေမယ်ဆိုတဲ့သူတွေကဒါအမြဲတမ်းရှိနေရပဲဒီ line ပေါ်မှာတောက်စစ်ဖြစ်နေတဲ့လူတွေသူများကောင်လိုက်ပြီးတော့အပြစ်ပြောဝေဖန်နေတဲ့တိုက်ခိုက်နေတဲ့သူတွေအများကြီးပဲရှိတာမလို့ကျွန်တော်ဘာမှတော့မပြောတော့ဘူးတကယ်ယုံကြည်လို့မွေးကင်းနဲ့ဆော့မဲ့သူတွေကျွန်တော်အခုဒီဗီဒီယိုဖိုင်ပေါ်ကစာတန်းပြောက်ပဲနှိပ်ပြီးတော့လောက်ပေးပါเนาะအဲ့တော့အားလုံးပဲ good luck ပါမိတ်ဆွေများအားလုံးပဲ share အောင်မယ်ပွဲ share ပေါက်မယ်ပွဲဒီတပွဲမှာမိတ်ဆွေတွေအားလုံးကိုပြန်ပြီးတော့မှအရာယူပေးမယ်ပွဲเนาะအရာယူပေးမယ်မွေးကင်းနဲ့အဲ့တော့တိတိကျကျလေးမွေးပြီးတော့ဆော့ကြပါမိတ်ဆွေတွေ